ထိုကောင်လေးသည်မိန်းကလေးငယ်များကိုတပ်ဖြတ်လေးရှိသည်နေ့စဉ်နေ့တိုင်းသူသည်မိန်းကလေးငယ်များ၏ခန္ဓာကိုယ်မှအစီများကိုထုတ်ယူပြီးအိုးကြီးကြီးတစ်ခုတည်းတွင်ထည့်၍အပူပေးသည်ထို့နောက်မိန်းကလေးငယ်များ၏ကိုယ်တင်းရနံ့များကိုရေမွေးဖြင့်ထုတ်ယူလေသည်ဤနည်းဖြင့်သူသည်မတူညီသောရေမွေးအမျိုးအစား12မျိုးကိုထုတ်လုပ်ခဲ့သည်ရက်အနှဲငယ်ကြာသောအခါရေကန်ထဲတွင်မိန်းကလေးငယ်များ၏ရုပ်လောင်းများပေါ်လာပြီးလမ်းမပေါ်ရှိမိန်းကလေးငယ်များလည်းထူးဆန်းစွာပျောက်ဆုံးလာခဲ့သည်ထို့ကြောင့်ဘရင်ကြီးကလူတိုင်းကိုအိမ်ထဲတွင်သာပိတ်ထားရန်နှင့်အပြင်မထွက်ရန်အမိန့်ထုတ်ခဲ့တော်လဲထိရောက်မှုမရှိခဲ့ပေအသက်အန္တရာယ်မှကင်းဝေးစေရန်အတွက်ဘရင်ကြီးသည်သူ၏သမီးတော်မင်းသမီးလေးကိုအဝေးသို့ပို့ဆောင်ရန်ဆုံးဖြတ်ခဲ့သည်သို့သောထိုကောင်လေးတွင်ထူးဆန်းသောစွမ်းအားတစ်ခုရှိသည်သူသည်မိုင်ပေါင်းထောင်ချီဝေးကွာနေတော်လဲလူတိုင်း၏ကိုတင်းရနံ့ကိုနမ်းရှုပ်သိနိုင်သည်သူသည်မင်းသမီးလေး၏ရနံ့ကိုရရှိခဲ့သည်ထို့ကြောင့်ထိုကောင်လေးသည်မင်းသမီးလေးနောက်သို့လိုက်၍မြို့ပြင်သို့ထွက်ခွာသွားခဲ့သည်ဘရင်ကြီးတစ်ခုခုမှနေပြီဟုတတိပြုမိချိန်တွင်သူ၏သမီးတော်မှာထိုကောင်လေး၏လက်ချက်ဖြင့်တေဆုံးနေပြီဖြစ်သည်ကောင်လေးသည်သူ၏တပ်ဖြတ်မှုကိုအဆုံးသတ်ပြီးရေမွေးကိုဖော်ဆက်လိုက်သည်သူသည်ထိုရနံ့ကိုအလွန်နှစ်သက်သည်သို့သောနောက်ဆုံးတွင်စစ်တီများကထိုကောင်လေးကိုရှာဖွေတွေ့ရှိပြီးဖမ်းဆီးနိုင်ခဲ့သည်စုံစမ်းစစ်ဆေးနေစဉ်အတွင်းခွေးများကကောင်လေး၏အိမ်ထဲသို့ဝင်သွားသည့်အခါမြေကြီးထဲတွင်မြုပ်နှံထားသောမိန်းကလေးငယ်များ၏အဝတ်စား20ခန့်ကိုတွေ့ရှိခဲ့ကြသည်ဘရင်ကြီးကထိုကောင်လေးကိုဈေးအလဲတွင်ခေါင်းဖြတ်တက်ရန်အမိန့်ပေးပြီးလူတိုင်းကိုရှေ့တွင်ရက်ကြည့်ခိုင်းသည်ထိုအချိန်တွင်ကောင်လေးသည်မင်းသမီးလေး၏ရနံ့ဖြင့်ဖော်ဆက်ထားသောရေမွေးကိုတိတ်တဆိတ်ထုတ်ယူလိုက်လေသည်